ကျွန်တော်မျက်လုံးတွေကိုလုံခြုံရေးဝန်ထမ်းတစ်ယောက်ကဒဏ်ရာပေးခဲ့တယ်ဒါပေမဲ့မမျှော်လင့်ပဲကျွန်တော်မှအထူးစွမ်းအားတစ်ခုရလာခဲ့တယ်အရာဝတ္ထုတိုင်းရဲ့တန်ဖိုးအမှန်ကိုမြင်နိုင်တဲ့စွမ်းအားပါအဲ့ဒီအချိန်မှာကျွန်တော်ရှိတဲ့ကြက်သီးတုံးတစ်ခုကဒေါ်လာ9 သန်းတန်နဲ့ဆိုတာသိလိုက်တယ်အဲ့ဒီတစ်ချိန်ထဲမှာစီယုံမိန်းမတစ်ယောက်သူ့ပါတီကိုတွေနဲ့အတူရောက်လာတယ်သူမကသူ့အမေထားခဲ့တဲ့အမတ်တရပစ္စည်းတစ်ခုပျောက်သွားလို့အလွန်စိတ်ပူပြီးရှာနေတယ်အဲ့ဒီအချိန်မှာကျွန်တော်ကလုံခြုံရေးဝန်ထမ်းစီမှာဒေါ်လာ2 သန်းတန်နဲ့ငြိမ်းချမ်းရေးလက်ကောက်တစ်ခုကိုတွေ့လိုက်တယ်သူကစီယုံရဲ့ပစ္စည်းကိုခိုးထားတာကိုချက်ချင်းသဘောပေါက်ပြီးချက်ချင်းတိုင်ကြားလိုက်တယ်လုံခြုံရေးဝန်ထမ်းကလိန်ဖို့ကြိုးစားပေမဲ့အဲ့ဒီလက်ကောက်ကိုသူ့စီကနေရှာတွေ့သွားတယ်ဆိုကဒေါသထွက်ပြီးသူ့ကိုဆွဲထုတ်သွားခိုင်းလိုက်တယ်နောက်တစ်ခါမှာကျွန်တော်ကိုကျေးဇူးတင်ပြီးဒေါ်လာ3000စုငွေပေးခဲ့တယ်ပြီးတော့ကျွန်တော်ချက်သီးတုံးကိုယူပြီးအဟောင်းပစ္စည်းဆိုင်တစ်ခုကိုသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဝတ်ထားတဲ့အဝတ်စားကြောင့်ဝန်ထမ်းကမလေးစားပဲထွက်သွားခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာဆိုင်ရှင်ထွက်လာပြီးကျွန်တော်လက်ထဲကပစ္စည်းဟာထူးခြားတယ်ဆိုတာချက်ချင်းသိလိုက်တယ်သူကဒေါ်လာ9 သန်းနဲ့ဝယ်ချင်တယ်လို့ပြောခဲ့တယ်ကျွန်တော်လည်းချက်ချင်းသဘောတူလိုက်တယ်နောက်ပိုင်းမှာအဟောင်းပစ္စည်းတစ်ခုကိုသွားပြီးပစ္စည်းကောက်ရှာခဲ့တဲ့အဲ့ဒီမှာဒေါ်လာ15 သန်းတန်နဲ့အလှဆင်ပစ္စည်းတစ်ခုကိုတွေ့လိုက်တယ်တန်မိုးကိုမဖော်ပြချင်လို့ကျွန်တော်ကခွက်တစ်လုံးကိုလက်ညှိုးပြပြီးဒီဟာဘယ်လောက်လဲလို့မေးလိုက်တယ်ရောင်းသူကဒေါ်လာ3000ဆိုလိုက်တယ်ကျွန်တော်ထွက်သွားမယ်လို့လှုပ်လိုက်တော့သူကမလွတ်ချင်ပဲဈေးကြီးပါလို့ပြောလာတယ်ကျွန်တော်ကဒေါ်လာ9သူမြနဲ့ကျဲတဲ့လက်ဆွဲတစ်ခုပါထည့်ပေးပါလို့ပြောလိုက်တယ်သူလည်းချက်ချင်းသဘောတူလိုက်တယ်ကျွန်တော်ပြုံးမိမလားမထိန်နိုင်တော့ဘူးပြီးတော့ကျဲလက်ဆွဲကိုအဟောင်းပစ္စည်းဆိုင်ကိုတွားပြလိုက်တော့အရင်စုံနဲ့ပြန်တွေ့ခဲ့တယ်ဆိုင်ရှင်ကတကယ်ဖြစ်တယ်လို့အတီးပြုတ်ပေးပြီးနောက်ရှိုးကဒေါ်လာ30 တန်းနဲ့ဝယ်မယ်လို့ပြောခဲ့တယ်ကျွန်တော်အံ့အားသင့်ခဲ့ပေမဲ့တန်မိုးထက်ပိုပြီးသားမို့မလက်ခံချင်ခဲ့ဘူးစကသူမကဒီလက်ဆွဲကိုကြကြရှာနေခဲ့တာဖြစ်ပြီးဈေးကွက်တန်မိုးထက်နှစ်ဆပေးချင်တယ်လို့ရှင်းပြခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်လည်းသဘောတူလိုက်တယ်သူမကကျွန်တော်ကိုလေးစားလာပြီးကြောက်တုံးအလောင်းစားပြိုင်ပွဲတစ်ခုကိုဖိတ်ခေါ်ခဲ့တယ်အဲ့ဒီအချိန်မှာသူမကိုချစ်နေတဲ့ချမ်းသာတဲ့လူငယ်တစ်ယောက်လာပြီးအလောင်းစားတင်လိုက်တယ်ကြောက်တုံးရွေးပြီးအတွင်းကဂျေးတန်မိုးအများဆုံးရှိသူကအနိုင်ရမယ်ကျွန်တော်ရှုံးခဲ့ရင်ဇော်ကိုသူနဲ့လက်ထပ်ရမယ်ကျွန်တော်ကသဘောတူပြီးကျွန်တော်တို့နိုင်ရင်သူကဒေါ်လာ15 သန်းပေးပြီးဒူးထောက်တောင်းပန်ရမယ်လို့ပြန်တင်လိုက်တယ်သူလည်းသဘောတူလိုက်တယ်သူတို့ကြောက်ရွံ့ပြီးတဲ့အချိန်မှာကျွန်တော်ကအထူးစွမ်းအားကိုအသုံးပြုပြီးအမိုက်ထဲကဒေါ်လာ50 တန်းတန်နဲ့ကြောက်တုံးတစ်လုံးကိုတွေးလိုက်တယ်ကျွန်တော်အဲ့ဒါကိုရွေးလိုက်တော့လူတိုင်းကရေကြတဲ့စီကိုလည်းတန်တရားရှိလာတယ်ချမ်းသာတဲ့လူငယ်ရဲ့ကြောက်ကိုဖျက်လိုက်တော့ဒေါ်လာ3 တန်းလောက်တန်နဲ့ကြေးထွက်လာတယ်သူကသူနိုင်ရပြီလို့ထင်ခဲ့တယ်ကျွန်တော်တော့တုတ်ပြန်မလုပ်ပဲကိုကြောက်ကိုဖျက်ခိုင်းလိုက်တယ်ကျွန်တော်ကြောက်ကိုဖျက်လိုက်ချိန်မှာလူတိုင်းအံ့အားသင့်သွားတယ်အထဲမှာအမြင့်ဆုံးအဆင့် Imperial Green ကြေးရှိပြီးဒေါ်လာ50 တန်းတန်နဲ့ချမ်းသာတဲ့လူငယ်ကစကားမပြောနိုင်အောင်ဖြစ်သွားတယ်သူ့မိသားစုကုန်တိတ်ခါကိုကာကွယ်ဖို့ကျွန်တော်နဲ့ဆရာကိုတောင်းပန်ပြီးဒေါ်လာ15 တန်းပေးခဲ့တယ်ဆီယုကကျွန်တော်ကိုပို့ပြီးလေးစားလာခဲ့တယ်